Hello အားလုံးပဲမင်္ဂလာပါချစ်တို့ရေမင်ဒီနေ့မိတ်ဆက်ပေးချင်တာလေးရနော်အရင်တစ်ခေါက်တုန်းကအရန်ရောင်းရခဲ့တဲ့ငကက်ကလေးပါဒါလေးတွေရှိသေးလားလို့မေးကြတဲ့မမတွေပြန်ရောက်ပါပြီနော်ညီမလေးဒီငကက်အကြောင်းလေးကိုနည်းနည်းရှင်းပြပေးခြင်းလို့ပါနော်ညီမတို့ကလေstainless steel ကိုမှဒီလိုသုံးစုံတွဲတွေကလာတဲ့ငကက်တွေကိုရောင်းတာမဟုတ်ပါဘူးနော်ဒါတွေဆိုရင်ဒီမှာတဲလေးတို့တီးတန့်လာတဲ့ 316L ကထွက်တဲ့အမြင့်ဆုံး series ပါ stainless steel တွေပါနော်သူကတထုပ်ချင်းစီကိုတစ်စုံစီလာတာပါရှင်ဒီနဂတ်တွေကရွှေရောင်ရမယ်ငွေရောင်ရမယ်stainless steel အမြင့်လိုင်းဖြစ်တဲ့အတွက်ညီမတို့ကဒါအယောင်အာမခံတယ်เนาะအမတို့ဒါဒုံးချဝေရေချွေးဆက်ပြလို့ရှင်စားငယ်ရေเนาะကြိုက်တာထိလို့ရတယ်အယောင်လုံးဝမကျွတ်ပါဘူးရှင်ပြီးတော့ဒီမှာသူ့ရဲ့ငွေရောင်လေးဒီမှာတန်းမှမချိတ်ရသေးလို့เนาะငွေရောင်လေးဆိုလဲလုံးဝဟိုလိုဘယ်လိုပြောရမလဲစတီးသားကြီးတွေလိုပိတ်ပိတ်ကြီးမဖြစ်ဘဲနဲ့တကယ်ပရတီနဲ့အစ်စ်လိုမျိုးပြောင်ပြောင်လေးပါရှင်အရေးသွေးအရန်ကောင်းပါတယ်အခုနောက်ပိုင်းဆိုရင် stainless steel quality အမျိုးမျိုးတွေစက်ရုံအမျိုးမျိုးတွေကနေထုတ်နေတာဖြစ်တဲ့အတွက်အမျိုးမျိုးသော quality တွေနဲ့လာပါမယ်เนาะဒါညီမတို့ကကြတော့ဘယ်လိုပြောရမလဲတခုခုကိုပတ်စံပေးဝဲတာဖြစ်တဲ့အတွက်အယောင်လဲကောင်းရမယ်ရွှေအစ်စ်နဲ့လဲတူရမယ်ဈေးရလဲလုံးဝပေါင်းကနလေးနဲ့ကိုအစ်စ်တိုင်းဝစ်ကပါမယ်ရှင်ဒါလေးတွေဆိုတဲလေးတို့ daily ဝစ်ပေါ့ပေါ့ပါပါရုံသားရုံလာဝစ်မလားဒါလေးတွေဆိုရင်လဲဗမာဝစ်စုံလေးနဲ့လဲလိုက်တယ် night out ထွက်မလားရုံဝစ်စုံလေးတွေပါလေးနဲ့ဆိုလဲအရမ်းမိုက်တယ်ဒါလေးကတော့၄တောက်ကလေးကိုနည်းနည်းရှည်တာလေးပေါ့နော်ညီမပထမဆုံးပြလိုက်တာလေးကတော့အတူလေးပါအတူလေးကတော့တော်တော်များများရောင်းပါတယ်သိလားအသေးလေးတွေဝေးကတာကြိုက်တဲ့သူဆိုရင်အဆင်ပြေတယ်เนาะရွှေရောင်ရမယ်ငွေရောင်ရပါမယ်ပြီးတော့လေတခါတည်းကြော်ညာပေးလိုက်မယ်တလားဒီမှာညီမတို့ဒါချက်ဖောက်တာပါရှင့်ချက်ဖောက်တာဆိုရင်လေညီမတို့ဒီပစ္စည်းယူတဲ့နေရာမှာပဲတခါတည်းယူပြီးတော့ရောင်းပေးတယ်ဒါစတီးအစ်စ်တွေပါရှင့်အပြင်ပုံလေးတစ်ချက်ပြပေးเนาะဒီမှာကြီးဒါဆိုရင်ဒါညီမကဒီဘက်ကဘတ်နဲ့ပြတာလို့သူ့ရဲ့ကြောက်ကလေကော်ကတ်တွေဘာတွေမဟုတ်ဘူးတကယ်ရတနာအစ်စ်တွေမှာလို့ကြောက်ကို original 3D အကြွနဲ့မြုပ်ထားတာပါရှင့်အရန်လှပါတယ်တကယ်ကိုအစ်စ်တိုင်းမှာပဲစတီးအစ်စ်နဲ့လာတာပါအရန်ရှားပါတယ်ချက်ဖောက်တာတွေဆိုရင်ဒီလို accessory တွေတခုဆိုရင်အပြင်မှာဈေးမနှဲပါဘူးဒါပေမဲ့ညီမတို့အသက်တာဆုံးဈေးနဲ့ရောင်းပေးမယ်ညီမတို့ဆိုင်မှာဗာမေးမေးပစ္စည်းရှိတယ်ဆိုတဲ့ဟာကိုလိုချင်လို့ညီမတို့ဒါအစုံတင်ပေးပါတယ်ရှင်ဒါလေးကတော့ငွေလေးပါရှင်ဒါလေးဆိုလည်းအရန်မိုက်တယ်ကြားကောင်းလေးနော်လုံးဝအထကျတဲ့စော်လေးတွေဝစ်ဒါလေးကမျိုးဒါလေးကလည်းဘာ brand လေးလဲမသိဘူး brand တစ်ခုတော့ရှိတယ်။ तू ကအလဲမှာကြောက်ပန်းရောင်လေးနဲ့ရှိမယ်အဖြူရောင်လေးနဲ့ရှိမယ်ဒီမှာဒါလေးကကြောက်လိပ်ပြာလေးအရန်လာရယ်နော်လိပ်ပြလေးပါအထဲထဲမှာကြောက်မြုပ်ထားတာပါနော်ညီမအခုမှပစ္စည်းရောက်တာဆိုတော့ပစ္စည်းတွေစစ်တယ်ဈေးနှုန်းတွေဟိုဖြစ်နေတာပါရှင်ဒီမှာနော်ထိုင်လန်မိတ်အစ်စ်တွေပါစတီးအစ်စ်တွေပါရှင် quality ကိုဘယ်လိုပြောရမလဲဆိုတော့ fancy ဖြစ်ရင်ပြီးတော့တင်တာမဟုတ်ဘူးတဲ့လေးတို့နော်ကိုယ်တိုင်စမ်းဝစ်ပြီးအာမခံချက်နဲ့ရောင်းပေးတာပါမျိုးပေါင်း300ကျော်အိမ်ရငွေချေပါရှင်ကဲအားလုံးကျေးဇူးတင်ပါတယ်